皆さん、こんにちは。私がザタイ語学さを提供、現在の一回未講ဆုံးတရဲ့မွန်တိုင်းအချီကိုစပြီးရှင်းပြပေးပါမယ်။ဒီအပိုင်းကကြတော့ကံကောတိရှိပြီပေါ့နော်။မောကြီးကောရဲ့အပိုင်းဖြစ်ပါတယ်။မွန်တိုင်းအချီကနေမွန်တိုင်းကောစီအထိဆိုပြီးတော့၅ပိုင်းပါတယ်ပေါ့နော်။အဲ့တော့ဒါရှိကိုစုစုပေါင်း30ပေါ်မိနစ်30ပါ။အဲ့ဒါရင်စပြီးတော့ဖြည့်ကြည့်အောင်နော်။အဲ့တော့မွန်တိုင်းအချီမှာကကြတော့ဝါရှိအလယ်မရလို့ရှိရင်မွန်တိုင်းအချီဆိုတာကသူကခန်းကြီးလေးတွေကိုလိုင်းတာပေးရမယ်။ဝါရှိတော့အဲ့ဒီခန်းကြီးရဲ့ဖတ်ပုံဖတ်နည်းလေးကို1နဲ့3လေးတွေကတစ်ခုကိုရွေးပေးအောင်မယ်နော်။အစဉ်သူရှင်းပြတာလေးလည်းဖတ်ကြည့်အောင်နော်။အဲ့တော့မွန်တိုင်းအချီမှာဆိုရင်ねဒီလို line လေးတက်ထားတဲ့နော်ခုတူပါဝစကလုံးကဟီရာကာနာတဲ့ဒုခကီမတ်ကဟီရာကာနာနဲ့ဆိုရင်ဘယ်လိုရေးရမလဲတဲ့။一に三四から1နဲ့3လေးတွေက一番いいものを一つ選んでください。အကောင်းဆုံးတစ်ခုကိုရွေးပေးရမယ်ပေါ့နော်။ခဏ私ပြောသလိုပဲသူကခန်းကြီးလေးကိုလိုက်နှက်ထားမယ်။私တို့အဲ့ခန်းကြီးလေးကိုဘယ်လိုဖတ်လဲဆိုတာကို1နဲ့3လေးတွေကရွေးပေးအောင်မယ်နော်။ဒီလောက်ဆိုရင်သူက ray မှာဒီခန်းကြီးလေးကိုလိုက်နှက်ထားတယ်။ခန်းကြီးလိုက်နှက်ထားတဲ့ဒီခန်းကြီးရဲ့ဖတ်ပုံဖတ်နည်းကဒီမှာပေးထားရဲ့ရှောတုခုရှောစေရှောစေစရှောဝအဲ့ဆို私ကအဖြစ်မှန်လေးကစမ်းပန်私တို့ဒီရဲ့သံဝဲမှာကြတော့ဗောနော်ဒီလိုမျိုး私တိုင်းစကလုံးလေးတွေကိုရေးစရာမလိုဘူး1နဲ့3လေးဒီလိုမျိုးလေးခုလေးပြီးထားမှာအဖြစ်မှန်ကစမ်းဆိုလို့ရှိရင်စမ်းလေးကိုအမဲလေးချစ်ပေးအောင်ပဲဗောနော်နေ့ဆိုရင်နေ့လေးကိုအမဲလေးချစ်လိုက်အောင်ပဲနော်အဲ့ဒါဆိုရင်ကြည့်အောင်နော်ဒီမှာဆိုရင်လက်ရှိတော့ဒီအချိန်အကန့်အသတ်နဲ့ဖြည့်ရတာဖြစ်လို့မောတိုင်းအချစ်ကိုမြန်မြန်နဲ့မှန်မှန်လေးဖြည့်ချင်နေဆိုရင်နီးကဒီစာကြောင်းတစ်ကြောင်းလုံးကိုလိုက်ပြီးတော့ဘာသာမပြန်နဲ့နော်သူမေးချင်တာကကျတော့ဒီခန်းကြီးလိုင်းထားတဲ့ခန်းကြီးလေးကဘလို့အတန်ထက်လဲဆိုတာပဲသူကသိချင်တာသူကအတိတ်ပဲကိုမေးနေရလည်းမဟုတ်ဘူးပြီးအတိတ်ပဲကိုပြန်မေးတဲ့မေးခွန်းတွေလည်းမရှိဘူးနော်အဲ့တော့လက်ရှိအလွယ်ဆုံးနီးကလိုင်းထားတဲ့ခန်းကြီးကိုဘယ်လိုဖတ်မလဲ1နဲ့3လေးတွေကရွေးရုံပဲရလို့ကိုကမှအဲ့လိုမျိုးရွေးလို့မတတ်ဘူးဆိုရင်ကတော့ဘာသာပြန်တဲ့တော့ပြန်ပေါ့နော်ဒါပေမဲ့အကောင်းဆုံးနည်းကတော့အချိန်သက်တာတွေနည်းကတော့ဟိုဒါရှိဒီလိုင်းထားတဲ့ခန်းကြီးလေးကိုကြည့်အဲ့ခန်းကြီးကိုဘယ်လိုဖတ်လဲ1နဲ့3လေးတွေကနေရွေးရုံပဲစာကြောင်းကြီးကိုလိုက်ပြီးတော့ဘာသာမပြန်နဲ့နော်အဲ့ဆိုလို့ရှိရင်အချိန်မလောက်တာမျိုးဖြစ်နိုင်တယ်ဟဲ့အဲ့ဆိုလို့ရှိရင်အရင်ဆုံးအချီပန်စာကြည့်အောင်နော်ဒီခန်းကြီးလေးကိုလိုက်နှက်ထားတယ်အောက်မှာခန်းကြီးဖတ်ပုံဖတ်နည်းကိုကြည့်စီအောင်ဥခဲစခဲနိကဥခဲစခုဥခိစခိဥခုစခဲတကယ်လို့私ကဒီရဲ့ခန်းကြီးကိုဥခဲစခဲဆိုတာကိုမသိရင်တော့မှအနောက်ကဟာတွေကိုလိုက်ဖတ်ကြည့်နော်ဥခဲစခုတဲ့ဥခိစခိရဲ့ဥခုစခဲ私ကမရင်းနှီးတဲ့ဟာတွေပဲတကယ်လို့ကိုကဆောင်ဝဲမှာအပြင်းမှန်ကိုမသိခဲ့ဘူးဆိုရင်တော့မှတခြားတွေအကုန်လုံးလိုက်ဖတ်ကြည့်ကိုနဲ့မရင်းနှီးဘူးကိုမသိဘူးဆိုလို့ရှိရင်အဲ့ဟာတွေကအမားတွေလို့မလိုက်ပေါ့နော်ဒါအလွယ်ဆုံးနည်းကိုပြောတာပေါ့နော်စာရထိုင်လို့ကိုကောင်းတာနော်အဲ့တော့ဒါရှိတော့ဒီရဲ့ခန်းကြီးလေးကအရှိရစကလုံးကကျတော့ဒါရှိဥခဲတို့လက်ခံတာတို့ဆောင်းဝဲဖြေတာတို့အဲ့လိုချိန်မှာသုံးပြီးတော့အနောက်ကစခဲစားတော့စခဲတို့ပေါ့နော်ဒီတက်စင်တာတို့ဒီတွေ့ကပ်နေရတို့အဲ့လိုမျိုးသိပြီးစခဲစရဲ့အတန်ထွက်ပါအရှိရဥခဲအနောက်ကစခဲဥခဲစခဲဒီချိပဲမှာအဲ့အစင်းနီးရလဲအတိုင်းပဲနော်လက်ရှိနေ့မှာဒီခန်းကြီးလေးကိုလိုက်နှက်ထားတယ်အဲ့ခန်းကြီးရဲ့အတန်ထွက်ကြည့်ကြည့်အောင်စာဝါဒီရှာဒီခါဒီအာယာမာဒီအများဆန်တို့ဒီလားဘေးရဲ့ဖြစ်လေဆိုတကယ်တမ်းကျတော့အာယာမာဒီတောင်းမှန်နေဆိုတဲ့အတိတ်ပဲပါအဲ့ကြောင့်လက်ရှိအရှိရခန်းကြီးလေးတွေကိုထိုက်ပြန်ကြည့်အောင်နော်အဲ့စာဝါဒီရဲ့ခန်းကြီးဟိုက်ဒီလိုပုံစံလေးပါစာဝါဒီဆိုတာကထီတီကိုင်းဒီအဲ့လိုမျိုးအတိတ်ပဲပေါ့နော်စာဝါဒီဟိုက်နောက်တစ်ခုကယာဒီဟိုက်私ကိုယာဒီဆိုတာက私ဘယ်လိုလာမလဲဆိုယာဒီမတ်လောက်တာမျိုးအဲ့လိုမျိုးအတိတ်ပဲကနေလာနော်ယာဒီနောက်တစ်ခုကခါဒီခါဒီမတ်ဆိုတာကချေယူသည်ငါယူသည်ဆိုတဲ့အတိတ်ပဲနော်ဟိုက်ဒီလိုပုံစံလေးပါဟိုက်အဲ့တော့လက်ရှိကိုဒါမှအာယာမာဒီဒါလေးလည်းပြောမယ်နော်အာယာမာဒီဟိုက်ဒီမှာဆိုရင်အာယာမာဒီတောင်းပန်နေဆိုတဲ့အတိတ်ပဲပါဟိုက်အဲ့တော့လက်ရှိကိုနောက်တစ်ခုစကြည့်အောင်နော်အဲ့ဒီတော့နိဗ္ဗာန်ကရောနော်စမ်းမှာကျတော့ဒီရဲ့ခန်းကြီးလေးဟိုက်အဲ့တော့နန်ရခုရန်နခုရန်ရခုနန်နခုတကယ်လို့皆さんတို့ဒီရဲ့ခန်းကြီးရဲ့အတန်ထွက်ကိုမသိရင်တော့မှတ်လို့ရနေနော်ဘာလို့နန်ရခုရဲ့ရန်နခုလို့ရှိရင်နန်နခုအကုန်လုံးကမရင်းနှီးဘူးနော်ဒါရှိဖတ်လိုက်လို့ရှိရင်လည်းရှားထောက်တယ်ပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ကိုအဲ့ဒါဘလုံးဝဖြစ်မဖြစ်နိုင်တော့ဘူးဒါရှိရင်းနှီးတဲ့စကားလုံးရှိရဲ့အဲ့ဒါကဘာလဲဆိုတော့ ran ရခုပါအဲ့တော့ခန်းကြီးကတရားလာလေဆိုတော့ဒါရှိ ran ဆိုတော့ဒါရှိဆိုရဲတူဟောမှာစင်ကိုအန်အေဆိုရဲတဲ့အဲ့လိုမျိုးပေါ့နော်ဆိုရဲတဲ့အခုဆိုရဲတဲ့ခုတို့အဲ့လိုမျိုးကနေလာပေါ့နော်ဆိုရဲတူအဲ့နောက်တစ်ခုကကြတော့အနောက်ကကြတော့လက်ခု
係 raku စာသူရဲ့အတန်ထွက်ကတော့ raku တစ်လုံးနဲ့ပဲရှိရပါတော့။ ran raku ရဆန်နာမှာနောက်တစ်ခုရှောဒီရဲ့ခန်းကြီးလေးကိုဘယ်လိုဖတ်လဲကြည့်အောင်ဒိုတော့ဘူဒိုရုဘူဒိုတော့ဘူဒိုတော့ဘူပေါ့နော်ဒိုတော့ဘူဟိုက်အဲ့တော့私ဘယ်ရဖြစ်မလဲဆိုတော့私ဒီထဲမှာရင်းနှီးရဲ့စကားလုံးဆိုလို့တစ်လုံးနဲ့ပါတာနော်私တတိထားမိနာဆန်တတိထားမိလားမသိဘူးဒိုတော့ဘူတခိုးဆိုတဲ့အတိတ်ပဲပါဒိုတော့ဘူပါစင်မှားတယ်ပေါ့နော်တကယ်လို့ကိုကဒိုတော့ဘူဆိုတာကိုသိရင်တော့မှလို့ရော့လို့ရူလို့မျက်စိရှံလို့ရှိရင်မှားတတ်တယ်အဲအကြောင်းလို့တစ်လုံးချင်းစီကိုတခြားလေးဖတ်ကြည့်ဖို့လိုတယ်ပေါ့နော်တခိုးဆိုတဲ့အတိတ်ပဲပါလက်ရှိဒီဒိုတော့ဆိုတာဘယ်ကလာလဲဆိုသူကတခုတည်းဆိုလို့ရှိရင်ကျတော့လေရှွန့်လို့ပါလို့ဆိုတဲ့အတိတ်ပဲပေါ့နော်အနောက်ကတော့သူ့ရဲ့အတန်ထွက်ကိုကဘိုးဆိုပြီးတော့ရှိရပါဒီဒုတ်တန်တို့ပါတော့အဲ့လိုမျိုးအတိတ်ပဲပေါ့နော်အဲ့တော့နှစ်ခုပေါင်းလို့ရှိရင်ကတော့ဒိုတော့ကိုတခိုးဆိုပြီးတော့ဖြစ်သွားတာပါအဲ့နံပါတ်5ကိုကြည့်ချအောင်နော်အခန်းကြီးလေးကဒီဟာလေးပါအဲ့ဆိုတော့ကြည့်မယ်စီニューガクニューガクဘာလို့ဒီအတန်ထွက်လေးတွေကဆင်ဆင်လေးပဲနော်အဲ့တော့ဒါရှိဆိုရင်အဲကျောင်းသားတွေအမြင်ပြောပါဘောနော်အဲ့တော့ဒီအတန်ထွက်ဒီမိနစ်နေကြလို့ရှိရင်ဥပါမပါတေချာကြည့်စဒီကလို့ဘာချက်ဒီမှာဆိုရင်ニューガクပေါ့နော်အတန်ဒီအမှန်ကニューガクဒီမှာမဲ့ဒီမှာကြည့်လိုက်လို့ရှိရင်ニューガクတဲ့ဒီမှာဆိုရင်ဓာတ်ခုအောင်မပါတော့ဘူးဒီမှာဆိုလို့ရှိရင်လည်းဥမပါတော့ပြန်ဘူးဒီမှာဆိုရင်ဥလို့ဓာတ်ခုအောင်တော့မပါတော့ဘူးပေါ့နော်တကယ်လို့ကိုကတေချာအဲ့လိုမျိုးမသိထားဘူးမကြက်ထားဘူးဆိုလို့ရှိရင်အစကဘာလို့ရှိရニューガクဆိုတာသိတယ်ဒါပေမဲ့ဆောင်းဝဲရောက်လို့ရှိရင်တခြားဟာတွေနဲ့ရှင်လာတော့ခါကျတော့ရအောင်မဖြစ်တတ်တယ်ပေါ့နော်အဲကြောင့်မလို့ကြည့်လို့ရှိရင်ဒီဥလို့တာခုံပမပါတော့ကြာစကြက်ကြရသည်အတန်ထွက်မှန်အောင်ပြီးလို့ရှိရင်တခြားလေးယူဆိုင်ပြီးတော့ကြက်တင်တယ်ပေါ့နော်အဲ့တော့လက်ရှိ new ဆိုတာဘယ်ရလာလဲဆိုတော့ ha iru ဝင်လာရဲ့ခံကြည့်ပါအဲ့သူရဲ့ on ရောမြန်မာ new ဆိုတာရှိရပေါ့နော်အနောက်ကတော့မာနာဘူးတင်ယူလေ့လာတာရဲ့ခံကြည့်ဖြစ်ပြီးတော့သူရဲ့on ရောမြန်မာကျတော့ gaku ဆိုပြီးတော့ရှိရပေါ့နော်အဲကြောင့်နှစ်ခုပေါင်းလိုက်တော့ new gaku ဖြစ်သွားတာပါနောက်တစ်ခု roku ရဲ့ခန်းကြီးကကြည့်ကြည့်အောင်နော်သူ့ရဲ့ခန်းကြီးလေးကိုဘယ်လိုဖတ်လဲ q ko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  တဲ့လက်ရှိဒီမှာဆိုလို့ရှိရင်လည်းတည်သွားရင်နော်အတန်ထွက်ကဘယ်ဟာဖြစ်မလဲဆိုတော့ q ko နော် q ko ဒီမှာဆိုလည်းခုနကလက်ရှိကောဗန်တို့ကပြောခဲ့တဲ့အတိုင်းပဲဥပါလားချီးဆိုင်စစ်ပါလားဓာတ်ခွန်ပါမပါအဲ့လိုမျိုးလေးကိုတခြားလေးကြည့်တင်နေပေါ့နော်q ဆိုတာကဘယ်ဟာလာလဲဆိုတော့လက်ရှိ isoku အလင်းစလိုလောက်တာရဲ့ခန်းကြီးအနောက်ကခိုးကကြတော့ iku သွားတာရဲ့ခန်းကြီးပေါ့နော်သူတို့ရဲ့ on ရောမီတွေမှာ q ရဲ့ခိုးရဲ့ဆိုပြီးတော့ရှိရပါခန်းကြီးနှလုံးပေါင်းလိုက်တော့ q ခိုးဖြစ်သွားတာပေါ့နော်နနပံမှာကျဒီခန်းကြီးလေးကိုဘယ်လိုဖတ်လဲဆူရှာဆိုတဲ့ချူရှာဆိုချူစာကြော့ချူရှာကြော့ဒါရှိဒီထဲမှာရင်းနေတာဆိုလို့တလုံးနဲ့ပါနော်မင်းသားစကားဒီဟာနဲ့ချူရှာကြော့ရန်နာစကန်ကပါကင်ပေါ့နော်ဒီလိုကိုကမီနင်းနေအဲ့လိုမျိုးပေါ့နော်ခန်းကြီးတွေကိုတေချာမကြည့်ထားဘူးဆိုလို့ရှိရင်အတန်ထွက်တွေကသူပေးထားတာကစင်စင်လေးတွေပဲဆိုတော့ဒီဆောင်းမွေးခန်းထဲမှာရောနိုင်တယ်ပေါ့နော်အဲကြောင့်မို့လို့ဒီ practice လုပ်လို့ပဲဖြစ်ဖြစ်ကြက်လို့ပဲဖြစ်ဖြစ်စကားလုံးလေးတွေကိုတေချာလေးကြက်တင်နေပေါ့နော်ဟဲ့အဲ့တော့ဒါရှိရဒီချူစာပဲရတာလေဆိုတော့ဒါရှိသူ့ရဲ့အတန်ထွက်ကိုကချူပဲနော်ချူရှာကြောတို့ချူရှာဤဟန်တို့အဲ့လိုမျိုးတွေမှာတုံးတာပေါ့နော်ချူအနောက်ကရှာဆိုတာကျတော့ခုတို့မှာကားရဲ့ခန်းကြီးကနေလာပါတယ်အနောက်ကဂျောဆိုတာဒီဘာပေါ့နော်ဒီနေရာရဲ့ခန်းကြီးကနေလာဒီဘာလျှော်လို့ပါတို့ရေးတဲ့အခါမှာတုံးတဲ့နေရာရဲ့ခန်းကြီးပါအဲ့တော့သုံးခုပေါင်းလိုက်လို့ရှိရင်ချူရှာကြောဟိုက်ဟာချီကကျတော့ဒီရဲ့ခန်းကြီးလေးကိုဘယ်လိုဖတ်လဲဒီကြောင့်နော်တိုးချူတိုနာခါတဲ့တိုးချူယောနာခဒီမှာကျတော့ဒါရှိရိုးဒီရင်းနှီးနေတဲ့စကားလုံးလေးပါလာပြီပေါ့နော်အဲ့လိုမျိုးပါလာလို့ရှိရင်ကျတော့ဒါရှိခုနကလို့ကိုနဲ့မရင်းနှီးရည်လိုက်ပြီးပယ်လုံးဖြစ်တော့အဲ့လိုချိန်ကျတော့လေခန်းကြီးကိုသိနေမှရမှာပေါ့နော်အဲ့တော့ဒါရှိတိုးချူတိုးချူဆိုတာလန်တဝက်အဲ့လိုမျိုးအတိတ်ပဲပေါ့နော်ဒီရဲ့ခန်းကြီးအတန်ထွက်ကတိုးဆိုပြီးရရှိရပါအနောက်ကကျတော့ဒါရှိရိုးနတ်ခါရဲ့ခန်းကြီးချူကနေလာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါရှိအနောက်ကအတိတ်ပဲဒီအကုန်လုံးကိုသိနေတဲ့အတွက်ဘာသာလေးပြင်ရင်ကြံကြည့်ပေါ့နော်အမကခိုးအိခုတိုချူတဲ့အကြောင်းကိုသွားတဲ့လန်တဝက်မှာနေဆန်းစီနီအိုင်မွှတော့ဆီယာမနဲ့တွေ့ခဲ့တာပေါ့နော်အဲ့တော့သူရဲ့အတိတ်ပဲကတိုချူအတန်ထွက်ကတိုချူပါဟဲ့ဒါဆိုလို့ရှိရင်တိုနာခါနဲ့ရောက်နိုင်တယ်ပေါ့နော်ဒါရှိတိုနာခါလို့ဖတ်တာမဟုတ်ပဲねဒီမိနစ်နေချက်ခဲ့တဲ့ဟိုတိုချူဆိုပြီးတော့ချက်တယ်နော်ဟဲ့နောက်ပြီးတော့နံပါတ်9 Q ကကြတော့ဒီခန်းကြီးလေးကိုဘယ်လိုဖတ်လဲ aerial 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 နဲ့ airing ဒီမှာစင်ပါရှိတရားရေးဆိုရင်မင်းနေယူနော်အဲ့ဆိုရင်ဒီတစ်ခုရောနိုင်တဲ့ aerial ရဲ့ aerial ရဲ့မြတ်ဆန်တို့အရှိတော်ကတွေ့ကူရပါတော့နော် aerial နှစ်ခု itadakimasu အမနာပဲနေစားပါတော့မေအဲ့လိုမျိုးသုံးတာနော် aerial ဥမပါပါဘူးဒါလေးသတိထားရမယ်နော်ဒါမျိုးလေးရေမကြခဏတွေ့ရတဲ့ aerial မဟုတ်ဘဲね
and real နော် and real အရှိက and ကဘယ်ရလာလဲဆိုတော့တိုးဤဝေးတော့ရဲ့ခန်းကြီးကနေလာတယ်အနောက်ကခန်းကြီးကသူ့ရဲ့အတန်ထွက်က real ပေါ့နော် and real ဖြစ်ပါတယ်